အော်တိုကားမောင်းတဲ့သူ90ရာခိုင်နှုန်းလောက်ကဂီယာကိုပဲအမြဲသုံးလေးရှိကြပြီးဂီယာကိုလုံးဝမသုံးဘူးတဲ့သူတွေလည်းအများကြီးရှိပါတယ်တကယ်လို့တင်လဲဒီလိုပဲမောင်းနေမယ်ဆိုရင်တော့ဒီထားပါတင်ကားရဲ့ဂီယာဘောက်စ်ဟာအချိန်မတိုင်ခင်စောစောစီးစီးပျက်စီးသွားပါလိမ့်မယ်အန်ဂီယာဆိုတာအသုံးမလိုတဲ့ဂီယာလို့လူတော်များများထင်နေကြပေမဲ့ဒါအလွန်မှားပါတယ်တကယ်တော့အန်ဂီယာမှာတင်တိထားတဲ့အရေးကြီးတဲ့လှုပ်ဆောင်ချက်၃ခုရှိပါတယ်ပထမတစ်ခုကတော့မိနစ်ထက်ပိုကြတဲ့မီးပွိုင်းကိုစောင့်ဆိုင်းနေရတဲ့အချိန်မှာဂီယာထိုးထားပြီးဘရိတ်ကိုပဲအမြဲနှင်းထားမယ်ဆိုရင်ဂီယာဝိုင်ပူချိန်ကိုမြင့်တက်စေပြီးဂီယာဘောက်စ်ရဲ့တက်တန်းကိုတိုးတောင်းစေပါတယ်ဒါကြောင့်မီးပွိုင်းကို1မိနစ်ထက်ပိုကြအောင်စောင့်ရတဲ့အခါဂီယာကိုပြောင်းထားတင်ပါတယ်ဒုတိယတစ်ခုကတော့လူအများစုကကားရက်လိုက်တာနဲ့ဒီဂီယာကိုတန်းပြီးထိုးလိုက်ကြပါတယ်ဒီလိုလုပ်ရင်ကားတစ်စီးလုံးရဲ့ဝင်တွေဟာဂီယာဘောက်စ်အတွင်းကလောချတဲ့နေရာမှာသွားပြီးစုပြုံတက်ရောက်တဲ့အတွက်ဂီယာဘောက်စ်ကိုအချိန်မတိုင်ခင်စောစောစီးစီးပျက်စီးစေပါတယ်မှန်ကန်တဲ့နီလန်းကတော့အရင်ဆုံးအန်ဂီယာကိုထိုးပါပြီး left brake hand brake ကိုဆွဲပါနောက်ဆုံးကြမှပီဂီယာကိုပြောင်းရမှာဖြစ်ပါတယ်ဒါဟာအော်တိုကားတွေအတွက်အမှန်ကန်ဆုံးကားရနာနေဖြစ်ပါတယ်တတိယတစ်ခုကတော့ကားပြက်လို့ဆွဲရတဲ့အခါမှာဖြစ်ပါတယ်ကားပြက်လို့တခြားကားနဲ့ဆွဲသွားရမယ်ဆိုရင်ဂီယာကိုအမ်းမှာပဲမဖြစ်မနေထားရပါမယ်မဟုတ်ရင်တော့ဂီယာဘောက်စ်ထိခိုက်ပျက်စီးသွားပါလိမ့်မယ်